မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာဒီမိုကရေစီရေးအတွက်ဒေါ်လာ121တန်းထောက်ပံ့ရန်နှင့်အကြမ်းဖက်စစ်ကောင်စီအရာစဝတ်မှုများကိုအရေးယူရန်အမေရိကန်လွှတ်တော်မှ14ဦးကစုပေါင်းတောင်းဆိုတဲ့ဆွေးသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံ၏ဆိုးရွားလာနေသောလူသားချင်းစာနာမှုဆိုင်ရာအကျပ်တဲများကိုဖြေရှင်းရန်နှင့်ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုကူညီရန်အတွက်လာမယ့်2028ခုနှစ်ဘဏ္ဍာရေးနှစ်တွင်ရန်ပုံငွေအမေရိကန်ဒေါ်လာ121တန်ရထားသတ်မှတ်ပြီးရန်အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်14ဦးကမတ်လ23ရက်နေ့တွင်စူပေါင်းလက်မှတ်ရေးထိုးတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အဆိုပါလွှတ်တော်အမတ်များကအမေရိကန်မျိုးသားလုံခြုံရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာလွှတ်တော်ဆက်ကော်မတီသို့ပေးပို့သည့်လက်မှတ်ရေးထိုးတောင်းဆိုစာတွင်စစ်ကောင်စီ၏ကြာရှုံးမှုများနိုင်ငံတကာရာဇဝတ်များနှင့်ပတ်သက်မှုများနှင့်အိန္ဒိချင်းနိုင်ငံများအပေါ်တက်ရောက်မှုများကိုအသေးစိတ်ထောက်ပြထားပါတယ်။စစ်အာဏာသိမ်းပြီး9နှစ်အကြာတွင်စစ်တပ်ကနိုင်ငံ၏21%ကိုသာခိုင်ခိုင်မာမာထိန်းချုပ်နိုင်တော့ပြီးပြည်တွင်းတွင်လူထုထောက်ခံမှုလုံးဝမရတော့သည့်အတွက်တရုတ် PRC ရုရှားနှင့်အီရန်နိုင်ငံတို့အပေါ်ပုံမမိခိုလာကြောင်းဖော်ပြထားပါတယ်။တရုတ်နိုင်ငံကစစ်ကောင်စီထံသို့လူထုကိုစောင့်ကြည့်စစ်ဆေးသည့်ကိရိယာများတင်ပို့နေသည့်အပြင်စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများကြားဟန်ပြချောင်းဝင်စစ်ဆက်သူအဖြစ်လှုံ့ဆော်နေကြောင်းလွှတ်တော်အမတ်များကဝေဖန်ထားပါတယ်။ရှင်းဖြင့်မြန်မာနိုင်ငံနေဆက်တလျှောက်ရှိတရုတ်ကြားဖြန့်ရာဇဝတ်ခိုင်းများကထောင်ထားသည့်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှလည်းအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လည်နေသဖြင့်လွန်ခဲ့သည့်နှစ်များတွင်အမေရိကန်နိုင်ငံသားများထံမှဒေါ်လာ16ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟုထောက်ပြထားပါတယ်။စစ်တပ်ကကြားဖြန့်ရာဇဝတ်ဂိုဏ်းများကိုတီလီယံနှင့်ခွင့်ပြုထားရုံတင်မကဘဲ၎င်းတို့ထံမှတိုက်ရိုက်အကျိုးမြတ်များရယူနေကြောင်းလွှတ်တော်အမတ်များကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းအရက်သား6800ကျော်တပ်ဖြတ်ခံရပြီး22,000ကျော်ဖမ်းဆီးခံရကလူပေါင်း3.5တန်းကျော်မှပြည်တွင်းနေရဆုံးခွာထွက်ပြေးနေရကြောင်းအမေရိကန်ဆိုရအနေဖြင့်ရိုဟင်ဂျာများအပေါ်ကျူးလွန်မှုကိုလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်အဖြစ်သတ်မှတ်ခဲ့သည့်ဂတိကဝတ်အတိုင်းရိုဟင်ဂျာများနှင့်မြန်မာပြည်သူများ၏လူအခွင့်အရေးနှင့်ဂုဏ်သိက္ခာကိုကာကွယ်ပေးရန်ကွန်ဂရက်လွှတ်တော်ကဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုပါတယ်။စစ်တပ်ကတရားဝင်မှုကိုပြန်လည်ရရှိရန်2025ခုနှစ်အစောပိုင်းတွင်ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲများသည့်အတိုက်ခံများကိုဖမ်းဆီးပိတ်ပင်ထားခြင်းကြောင့်လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲကမ္ဘာအဆင့်တွင်လုံးဝလက်ခံနိုင်ပွဲမရှိကြောင်းစာရင်းဖော်ပြထားပါတယ်။ဆက်လက်ပြီးနောက်ဆုံးကာကင်းကိုအေးအေးသိမ်းပိုက်ပြီးနေရီကန်ပင်မဖြူဟာကုန်းကိုစတင်ထိုးစစ်ဆင်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။နေရီကန်ဖြူဟာကုန်းစက္ကန့်ရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ကမ္ဘာလုံးကာကင်းကြက်ချံကုန်းကိုအာရကထက်တော်အေးအေးကသိမ်းပိုက်လိုက်ပြီးတော့နေရီကန်ပင်မတောင်ဘက်ဖြူဟာကုန်းကိုထိုးစစ်ဆင်နေပြီလို့သိရပါတယ်။အာရကထက်တော်အေးအေးနဲ့မဟာမိတ်တပ်ဖွဲ့တွေကနေရီကန်လေးချောင်းရန်ကာကွယ်ရေးပင်မဖြူဟာကုန်းကိုလက်နက်ကြီးနဲ့ဒရုန်းတွေအများပြားအသုံးပြုပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။လက်ရှိအာရကတပ်တော်သိမ်းပိုက်လိုက်တဲ့ချက်ချံကုန်းကကင်းစခန်းမှာအကြမ်းဖက်စစ်ကောင်စီစစ်အင်အား100ခန့်ရှိပြီးပုံမှုအဆင့်ရှိသူတအုပ်ကတာဝန်ယူအထိုင်ချထားတဲ့စခန်းဖြစ်တယ်လို့စစ်ရေးရင်းမြစ်တအုပ်ကဆိုပါတယ်။အဓိကနောက်ဆုံးကကင်းဖြစ်တဲ့ကမ္ဘာလုံးဖြူဟာချက်ချံကုန်းကျသွားပြီဗျာ။ဖြူဟာကုန်းကဖြန့်ထားတဲ့ကကင်းတွေတချို့ကတော့ကုန်းကြီးတဲ့ကိုနောက်ဆုတ်သွားကြပြီးဒေသစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ချက်ချံကုန်းကကင်းကိုသိမ်းပိုက်ခဲ့ရမှာကကင်းစခန်းနဲ့လက်နက်ခရဲများကိုအာရကတပ်တော် AA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အာရကတပ်တော် AA နဲ့မဟာမိတ်တပ်ဖွဲ့တွေဟာရန်နာထားတဲ့နေရီကန်တောင်ထိုးစစ်ကိုမလပထမအပတ်ထဲမှာပြန်လည်စတင်ခဲ့ပြီးနေရီကန်ပြူဟာရဲ့နောက်ဆုံးကကင်းဖြစ်တဲ့ချက်ချံကုန်းအထိသိမ်းယူထားနိုင်ခဲ့ပြီးနောက်လက်ရှိအချိန်မှာပင်မပြူဟာကုန်းကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိတိုက်ခိုက်ခံရတဲ့နေရီကန်တောင်ပေါ်ပြူဟာကုန်းဟာမကွေးတိုင်းအတွင်းရှိကဘာစာစက်ရုံတွေရဲ့ခန့်စစ်စခန်းတစ်ခုဖြစ်တာကြောင့်ပြူဟာကုန်းမကြရေးအတွက်စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့ဗရန်မြို့အနီးရှိအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆခ905ကနေလက်နက်ကြီးပစ်ကူတွေတုံးပြီးခုခံနေတယ်လို့သိရပါတယ်။နေရီကန်ရဲ့အရှိမြောက်ဘက်နဲ့အရှိတောင်ဘက်ရှိပစီပါဂုတ်ကြီးရွာတို့ဘက်ကနေလေမြေပြင်တက်ကူပေးနိုင်ဖို့စူးစမ်းနေပေမဲ့အေအေနဲ့ပူးပေါင်းတပ်တွေကတားဆီးတိုက်ခိုက်နေတာကြောင့်အကြအဆုံးများပြီးရှေ့ကိုတိုးမရောက်ဘဲဖြစ်နေတယ်လို့သိရပါတယ်။အာရကတပ်တော်အနေနဲ့နေရီကန်ပြူဟာကုန်းကိုသာသိမ်းပိုက်နိုင်ရင်ပြူဟာကုန်းနဲ့73မိုင်တာဝေးတွင်မကွေးတိုင်းငဖဲမြို့နယ်ရှိကဘာစာဆက်လီလက်နက်စက်ရုံကိုပါဓာတ်ရိုက်ချင်းချောက်နိုင်မှဖြစ်ပြီးရခိုင်နဲ့မကွေးအဆက်ကနေမြေပြန့်အထိပါစီရေးစင်ကစားသွားနိုင်မယ်လို့လည်းစီရေးလိလာသူတွေကသုံးသပ်နေကြပါတယ်။ဆက်လက်ပြီးစစ်တပ်က2နှစ်ကျော်အတွင်းလူငယ်တသိန်းနီးပါးကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်စုဆောင်းခဲ့ပြီးစစ်မြေပြင်သို့ပို့ဆောင်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။
အကြံဖတ်စစ်တပ်ကနှစ်ကျော်အတွင်းပြည်သူ့စစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်သားအသစ်စုဆောင်းခဲ့သောလူငယ်တသိန်းနီးပါးရှိလာနေပြီးအများစုကိုရှေ့တန်းစစ်မြေပြင်များသို့ပို့ဆောင်ခိုင်းစေနေကြောင်းမြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSI မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အကြံဖတ်စစ်တပ်သည်ပြည်သူ့စစ်မှုထမ်းတင်နန်းကိုလစဉ်မပြတ်မကွက်ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိရာအပတ်စဉ်တစ်ခုလျင်ပြင်းပြတင်နန်းသားလူငယ်4800ဝန်းကျင်ကိုအာဓမ္မစုဆောင်းရရှိခဲ့ကြောင်းစစ်မှုထမ်းဥပဒေဖြင့်ဖမ်းဆီးစုဆောင်းရရှိသူတချို့ကိုလည်းအခြေခံတပ်သားတင်နန်းများသို့ခွဲဝေပို့ဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်။ထို့သောအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဥပဒေကိုအသုံးချ၍တလလျင်လူငယ်9000ကျော်ကိုနှီးမျိုးစုံဖြင့်ဖမ်းဆီးစုဆောင်းနေခြင်းဖြစ်ကြောင်းထို့ပြင်ပြီးခဲ့သည့်မတ်လ3ရက်နေ့ကလည်းပြည်သူ့စစ်မှုထမ်းတင်နန်းအမှတ်စဉ်20ကိုတင်နန်းဆင်းပေးခဲ့ပြီး2026ခုနှစ်ဖေဖော်ဝါရီလထိအမှတ်စဉ်22ကိုလက်ခံဖွင့်လှစ်လေ့ကျင့်ပေးနေကြောင်းသိရပါတယ်။စစ်တပ်က၎င်းတို့စစ်အင်အားနေပါလာမှုအပေါ်ကူစားနိုင်ရန်ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှစပြီးစစ်မှုထမ်းဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့ပြီးလက်ရှိချိန်တွင်တင်နန်းဆင်းလာသည့်လူငယ်တသိန်းနီးပါးတွင်အများစုကိုခြေလျင်တိုက်ခိုက်ရေးတပ်များသို့ပို့ဆောင်ကစစ်မြေပြင်တွင်အသုံးချနေကြောင်းထို့ကြောင့်အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းအင်အားများကြောင့်စစ်မျက်နှာပြင်တွေမှာအင်အားအသာစီးပြန်လည်ရရှိကအထောက်အကူဖြစ်နေကြောင်းသိရပါတယ်။မလ3ရက်နေ့ကတင်နန်းပြီးသွားတဲ့ပါစာထ20ထိတင်နန်းဆင်းတပ်သားတသိန်းနီးပါးရှိတာပါ။အများစုအင်အားနီးပါးကခြေလျင်တိုက်ခိုက်ရေးတပ်တွေရောက်စစ်မြေပြင်ပို့ဆောင်ခံခဲ့ရပါတယ်။အချို့အနေငယ်ပဲလက်ယုံတပ်ကိုဖြန့်ခွဲပေးတာရှိပါတယ်။စစ်တပ်ကစစ်မှုထမ်းတပ်သားတွေကိုကောင်းစွာအသုံးချနိုင်ခဲ့တယ်လို့ပြောလို့ရနိုင်ပါတယ်။အင်အားဖြန့်ခွဲတာစစ်မြေပြင်ပို့ဆောင်တာအဆင့်ဆင့်ကုတ်ကဲထိန်ချုပ်အသုံးချနိုင်တာအောင်မြင်မြင်လှုပ်ဆောင်ထားနိုင်တာတွေ့ရပါတယ်။အရင်ကအင်အားကြီးနေတဲ့စစ်တပ်အတွက်စစ်မှုထမ်းပါစာတပ်သားတွေနဲ့အများကြီးအထောက်အကူဖြစ်သွားစေပါတယ်။ကျွန်တော်တို့မှတ်တမ်းများအရ28ကျောင်းမှာလက်ခံဖွင့်လှစ်နေပါတယ်။ပုံမှန်အားဖြင့်လက်ခံဖွင့်ပေးနေတာတင်နန်းကျောင်း20ဝန်းကျင်ဖြစ်ပါတယ်ဟုမြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSI မှတာဝန်ရှိသူကပြောဆိုပါတယ်။လက်ရှိချိန်တွင် MDSI မှတ်တမ်းများအရပုံမှန်အားဖြင့်စစ်တင်နန်းကျောင်း20ဝန်းကျင်လက်ခံဖွင့်လှစ်ရမှာယခုတစ်ခါတွင်နိုင်ငံတော်ဝန်စစ်တင်နန်းကျောင်း28ခုထိတိုးချဲ့လက်ခံဖွင့်လှစ်ထားကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်သည်စစ်မှုထမ်းဥပဒေကိုအသုံးချ၍လူငယ်ထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးစုဆောင်ခဲ့ခြင်းကြောင့်ရှေ့တန်းစစ်မျက်နှာပြင်များတွင်လူငယ်အများပြားထိခိုက်ဒေဆုံးနေသည့်အပြင်နိုင်ငံ၏နေစဉ်လူမှုဘဝနှင့်လူငယ်တူ၏အနာဂတ်မှာလည်းများစွာထိခိုက်ပျက်စီးနေရကြောင်း MDSI ကပြောဆိုထားပါတယ်။ဆက်လက်ပြီးကလေးထောင်တွင်ကြာဆုံးနိုင်ခြင်း၏ရှိုးလောင်းကိုမိသားစုထံပြန်မပေးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့အကျဉ်းထောင်တွင်ကြာဆုံးသွားသည့်နိုင်ငံရေးအကျဉ်းသားကိုဝင်းမြင့်ဆို၏ရှိုးအလောင်းကိုထောင်အာဏာပိုင်များကမိသားစုထံပြန်မပေးဘဲ၎င်းတို့အစီအစဉ်ဖြစ်တာတကြိုခဲ့ကြောင်းသိရပါတယ်။ကလေးထောင်မှနိုင်ငံရေးအကျဉ်းသားကိုဝင်းမြင့်ဆိုသည်2025ခုနှစ်ဇန်နဝါရီမှာစတင်၍အသေး6ချင်းနှင့်ရေပြင်းဆွဲခြင်းကိုပြင်းထန်စွာခံစားခဲ့ရပြီးယောဂအခြေအနေဆိုးဝါးလာသည့်2026ခုနှစ်ဖေဖော်ဝါရီမှသာကလေးမြို့ပြည်သူ့စေယုံတွင်စေကူတာခွင့်ရခဲ့ကြောင်းစေယုံမှဆင်းပြီးထောင်သို့ပြန်ရောက်သည့်ညတွင်ပင်အသက်ရှူချက်ကယောဂပြင်းထန်လာပြန်သဖြင့်စေယုံအချုပ်ဆောင်၌ကုသမှုခံယူနေစဉ်2026ခုနှစ်မတ်လ23ရက်နေ့လယ်တွင်ကွယ်လွန်သွားခဲ့ကြောင်းကိုဝင်းမြင့်ဆိုရှိုးအလောင်းကိုထောင်အာဏာပိုင်များကပေမှုတည်ခြင်းအတွက်ရဲများလာမည်ဖြစ်ပြီးအလောင်းပြန်ပေး၍မရကြောင်းနှင့်အလောင်းရလိုပါကတရားရုံးသို့သွားရမည်ဟုဆိုကာမိသားစုထံပြန်လည်လွှဲပြောင်းပေးခြင်းမရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကယနေ့မတ်လ15ရက်သတင်းထုတ်ပြန်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့အခြားအကျဉ်းထောင်ကကြာဆုံးတဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားတွေဆိုလို့ရှိရင်မိသားစုစီကိုအလောင်းပြန်ပေးလိုက်တာမျိုးတွေရှိတယ်။ဒါကိုတော့ကျွန်တော်တို့တရားရုံးကိုဘာလို့တင်ပြရမလဲဆိုတာကိုတော့ကျွန်တော်တို့လက်ရှိမှာစုံစမ်းနေစေပဲဖြစ်ပါတယ်ရှင်ဟု PPNM ဦးဆောင်ကော်မတီဝင်မတ်ရောင်နီလင်ကသတင်းဌာနသို့ပြောပါတယ်။ကိုဝင်းမြင့်ဆိုရိုးအလောင်းကိုယနေ့မတ်လ15ရက်တွင်ကလေးမြို့ကံပလဲတုတ်တန်၌ထောင်အာဏာပိုင်များ၏အစီအစဉ်ဖြင့်မိတကြိုကဲကြောင်း PPNM ကစုံစမ်းသိရှိရသည်ဟုထုတ်ပြန်ထားပါတယ်။ကိုဝင်းမြင့်ဆိုယောဂစဖြစ်သည့်အချိန်တွင်ကလေးထောင်ရှိစေကနှင့်ထောင်စေယုံတို့၌ကုသမှုခံယူခဲ့ရတော့လေကောင်းမွန်သည့်ကုသမှုမရရှိခဲ့သလိုကလေးမျိုးပြည်သူစေယုံတွင်လည်းကျန်းမာရေးဆောင်ရှားမှုကောင်းမွန်စွာမရရှိခြင်းယောဂအခြေအနေပြင်းထန်နေတော့လေစေယုံကြီးမှပြန်လွတ်သည်ကိုထောင်ကလက်ခံခဲ့ခြင်းတို့ကြောင့်ကြာဆုံးခဲ့ရကြောင်း၎င်းကမှတ်ချက်ပြုပါရယ်ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်